ကံရှိလို့ဘုံဘဝရှိရသည်အကြောင်းတရားဒေသနာတော်ကံရှိလို့ဘုံဘဝရှိရသည်ဒီစကားနှစ်ခုဆက်ဆက်ပြီးတော့ဘုန်းကြီးတို့စဉ်းစားကြအချို့ပုဂ္ဂိုလ်များကဘုံဘဝဆိုတာ32ဘုံဝါဒဆိုတာဘုရားဟောတဲ့ဝါဒမဟုတ်ဘူးရောင်ဟောပြောကြတယ်ရေးသားကြတယ်မြန်မာနိုင်ငံမှာပေါ်ဘူးတယ်32ဘုံဆိုတာတတ္တဝါတွေကျင့်ရတဲ့ဘုံဘဝပြောတာပဲတတ္တဝါတွေရဲ့ခန္ဓာကိုယ်ကကံရှိနေသည့်အတွက်ကြောင့်ကံအားလျော်စွာ32ဘုံဆိုတာမြတ်စွာဘုရားကတတ်မှတ်ပြီးတော့ဟောပြောတာရှိတာကသူ့ဟာသူရှိမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကမမြင်ရလို့မရှိဘူးလို့ပြောတယ်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ကံရှိနေလို့ရှိရင်ထိုကံကဖန်တီးတဲ့ထုတ်လုပ်တဲ့အကျိုးတရားဆိုတာရှိနေရမှာပဲလောကလူတွေဟာကုသိုလ်ကောင်းမှုပဲလုပ်လို့အကုသိုလ်ပဲလုပ်လို့ကံနေပြုလုပ်ပုံချင်းဟာလုံးနဲ့တော့မတူညီကြဘူးကုသိုလ်ကံအကုသိုလ်ကံကွဲပြားတဲ့အပြင်ကုသိုလ်ကံအစဉ်တန်းခြင်းလည်းမတူဘူးအကုသိုလ်ကံအစဉ်တန်းခြင်းလည်းမတူဘူး level တို့ degree တို့ဆိုတာကွဲပြားခြားနားတယ်အဲ့ဒါလို့လုံးတဲ့ကံတရားချင်းမတူပဲနဲ့အကျိုးပေးပြီးတော့32ဘုံမရှိဘူးလို့ပြောမယ်ဆိုလို့ရှိရင်အကြောင်းကံကကွဲပြားနေပါရဲ့သားနဲ့ဖြစ်ပေါ်လာတဲ့အကျိုးကြတော့တစ်မျိုးတည်းပဲဖြစ်သွားမှာပေါ့အကြောင်းကံကအမျိုးမျိုးရှိနေသည့်အတွက်ကြောင့်ထိုအကြောင်းကံကထုတ်လုပ်တဲ့ဘုံဘဝဆိုတာလေအမျိုးမျိုးပဲရှိရမှာဒါကအလုံးကိုကြိုးကြောင်းစီလျော်တယ် reasonable ဖြစ်တယ်ခုခေတ်စကားနဲ့ပြောရင် logical ဖြစ်တယ်လို့ပြောတကယ်ယုတ်တိဝေဒအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်စစ်မှန်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လူတွေဟာဘာလို့လူဘုံနဲ့တိရစ္ဆာန်ဘုံကလွဲရင်ကျန်တာတွေမမြင်ရလို့လူဘုံနဲ့တိရစ္ဆာန်ပဲဒါမြင်နေရလို့လက်ခံတဲ့သဘောလူဘုံနဲ့တိရစ္ဆာန်ကလွဲရင်ကျန်တဲ့ဘုံမရှိဘူးလို့ပြောမယ်ဆိုလို့ရှိရင်ကံတရားကိုဆန်းစစ်ပြီးတော့ကြည့်လူတိုင်းပြုလုပ်မှုတွေဟာတူမတူအဲ့တော့မတူဘူးဆိုတဲ့လူတယောက်တွေဟာလူဘုံနဲ့တိရစ္ဆာန်ဒီနှစ်ခုတည်းသာဖြစ်မယ်ဆိုရင်မတူညီမှုဟာနှစ်ခုမကဘူးမတူညီမှုရှိနေလို့ရှိရင်အဲ့ဒီနှစ်ခုမကတဲ့မတူညီမှုမှာနှစ်ခုတည်းတင်ဘဝဆိုတာရှိနေတယ်ဆိုလို့ရှိရင်ဘာနဲ့တူတော့ဗမာစကားမှာနှစ်ထီးငါးချက်နှမငါးချက်ဆိုတာဖြစ်နေမှာပေါ့ကံဆိုတာအမျိုးမျိုးရှိလာသည့်အတွက်ကြောင့်ထိုကံရဲ့အကျိုးပေးရဘုံဘဝဆိုတာလည်းအမျိုးမျိုးရှိလာတယ်ဒါကြောင့်မို့ဘုံဘဝရှိရတာဟာကံရှိလို့ရှိတာကံမရှိလို့ရှိရင်ဘုံဘဝဆိုတာမရှိနိုင်ကံရှိနေသေးတဲ့မြတ်ဘုံဘဝဆိုတာရှိအောင်အဲ့တော့ကံဆိုတာဘုန်းကြီးတို့တွေနေ့စဉ်လုံးနေတဲ့လှုပ်ရှားနေတာတွေရှိစိတ်ထဲကကြံတွေးနေတာတွေကမနောကံနှုတ်ကထုတ်ပြီးတော့ပြောတာတွေကဝစီကံကိုယ်ဒီလျောက်လှုပ်တာတွေကကာယကံလို့ဘယ်သူမှမြင်လို့မရဘူးဒါကလက်တွေ့ရှိစိတ်ထဲကဖြစ်တဲ့စိတ်ရဲ့လှုပ်ရှားမှုစိတ်ရဲ့လှုပ်ဆောင်မှုလို့ဆိုတဲ့မနောကံကလည်းပဲမတူညီဘူးလေအကောင်းရှိတယ်အဆိုးရှိတယ်အကောင်းတဏ္ဍဖြစ်တယ်အဆိုးတဏ္ဍဖြစ်အကောင်းဆိုးရောတယ်ဟောဒီလိုဖြစ်လာကံကိုကကိုလှုပ်တဲ့အလုပ်တွေကတတ္တဝါတွေတဏ္ဍမှာဖြစ်တဲ့ကံဆိုတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စေရနာစံအားနဲ့စိတ်မှာမိပြီးတော့ဖြစ်ပေါ်လာတဲ့အချို့သောစေတသိက်တွေရဲ့စွမ်းအားခြင်းဟာတယောက်နဲ့တယောက်မတူအဲ့ဒီမတူတာတွေကြောင့်မို့လို့မတူညီတဲ့ဘုံဘဝတွေဆိုတာမျိုးစုံအောင်ဖြစ်လာပါဘူးအဲ့ဒါကြောင့်မို့လို့32ဘုံရှိရတယ်ဆိုတာကံရှိလို့ရှိက
ကံနေကိုကြချမ်းသာပြီးအတွက်ကြောင့်30ပုံလို့ကိုကြချမ်းသာသွားတာအကယ်၍ကံမရှိဘူးဆိုလို့ရှိရင်30ပုံကိုကြချမ်းသာမှုရှိမှာမဟုတ်ဘူးဝစီကံနဲ့ပတ်သက်လာလို့ရှိရင်လေမကောင်းတဲ့ဝစီကံရှိတယ်ကောင်းတဲ့ဝစီကံရှိတယ်မကောင်းတာကိုအကုသိုလ်ကောင်းတာကိုကုသိုလ်လို့ဒီလိုသတ်မှတ်အဲ့ဒီထဲမှာလည်းပဲအကုသိုလ်ဆိုတဲ့နေရာမှာလည်းပဲတယောက်နဲ့တယောက်မတူဘူးကုသိုလ်ဆိုတဲ့နေရာမှာလည်းတယောက်နဲ့တယောက်မတူဘူးအဲ့ဒီမတူညီတဲ့သဘောတွေကြောင့်မလို့မတူညီတဲ့ဘဝတွေဖြစ်လာတာပေါ့ကိုယ်ဒီလိုရောက်လုပ်တဲ့ကာယကံဆိုတာနဲ့ပတ်သက်လာလို့ရှိရင်အကောင်းလည်းရှိတယ်ဆိုလည်းရှိတယ်အကောင်းမှလည်းပဲမတူညီတဲ့အနေအထားတွေရှိတယ်အဆိုးမှလည်းမတူညီတဲ့အနေအထားတွေရှိတယ်အဲ့ဒီမတူညီတဲ့ကံတွေရဲ့ဖြစ်ပေါ်မှုကိုအကြောင်းပြုပြီးတော့ဘုံဘဝတွေကလည်းမတူညီတဲ့ဘုံဘဝတွေဖြစ်ရတယ်လို့ဘာဖြစ်လို့ကံတွေကမတူညီကြတယ်လဲဆိုရင်လူတွေမှာစိတ်ဓာတ်ချင်းမှမတူတာစိတ်ဓာတ်ချင်းမတူဘူးစိတ်ဓာတ်ချင်းမတူတော့အမှတ်ပညာချင်းလည်းမတူဘူးအမှတ်ပညာချင်းမတူတဲ့အခါကျတော့တွေးတောမှုတွေလည်းမတူဘူးတွေးတောမှုတွေမတူသည့်အတွက်ကြောင့်လှုပ်ဆောင်မှုတွေလည်းမတူဘူးမတူကွဲပြားမှုတွေကြောင့်မို့လို့ထိုကံရဲ့အကျိုးပေးတဲ့အခါကျတော့မတူညီတဲ့ဘဝတွေကိုရရှိကြတာပေါ့အကယ်၍ကံကမတူညီပါဘဲနဲ့တူညီတဲ့ဘဝတစ်ခုရမယ်ဆိုရင်လက်ထီးငါးချက်ဓမ္မငါးချက်လို့ပြောတဲ့အနေအထားမျိုးရောက်သွားတယ်။ဒါကြောင့်မို့လို့မြတ်စွာဘုရားကဘဝနဲ့ပတ်သက်ပြီးတော့သုတ္တန်နှစ်ခုဟောထားတာရှိတယ်။ရှင်နန္ဒမထေရမြတ်ရဲ့မိဂုံးကိုဖြေတာရှင်နန္ဒကမြတ်စွာဘုရားကိုချင်းကပ်ပြီးတော့မေးတယ်အရှင်ဘုရားဘဝလို့ပြောပါတယ်တဲ့အဲ့ဒါဘဝဆိုတာသူပြောတဲ့ဒီစကားလုံးလေးဟာဗမာစကားလုံးလို့ဖြစ်နေတာပါပဲသူ့ဘဝကိုဘဝသူ့တော့အဓိပ္ပာယ်သိဖို့တော့လိုတယ်ဘဝဆိုတာဖြစ်ပေါ်လာတဲ့ခန္ဓာ၅ပါးကိုဘဝလို့ဒါကိုဥပပတ္တိဘဝဖြစ်ပေါ်ခြင်းအခုဘုန်းကြီးတို့တွေလူဘဝလူဖြစ်နေလူဖြစ်တယ်ဆိုတာဘာဖြစ်တာတုံးလို့မေးလို့ရှိရင်ဥပ္ပခန္ဓာဝိရဏခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာခန္ဓာ၅ပါးဖြစ်တာပဲမဟုတ်လားလူလို့ပြောတာကအပေါ်ယံအကြောင်းတစ်ခုဆွဲပြုပြီးတော့ပြောတကယ်ဖြစ်တာကဘာတွေဖြစ်တာတုံးဆိုခန္ဓာ၅ပါးဖြစ်တာအဲ့ဒီခန္ဓာ၅ပါးဖြစ်ပေါ်လာမှုကိုဘဝလို့ခေါ်တာအဲ့ဒီဘဝကိုစာပေကျမ်းကမှာတခါတခါဥပပတ္တိဘဝလို့ခေါ်တယ်ဥပပတ္တိဘဝဆိုတာကံ့ကြောင့်ဖြစ်လာတဲ့ခန္ဓာ၅ပါးကိုဥပပတ္တိဘဝလို့ခေါ်တာဘုရားတို့တွေလူဘဝရလာတော့လူဘဝရလာကြမြန်မာနိုင်ငံလူတွေအနေနဲ့ပြောရမယ်ဆိုမြန်မာလူမျိုးဆိုတဲ့အချက်မှာလူလာဖြစ်ကြအဲ့လိုမြန်မာလို့ဆိုတဲ့လူမျိုးတွေမှတောင်မှပဲတချို့ကလှတယ်တချို့ကမလှဘူးတချို့ကအသက်ရှိတချို့ကအသက်တိုးတချို့ကဉာဏ်ကောင်းတယ်တချို့ကဉာဏ်မကောင်းဘူးတချို့ကပစ္စည်းဥစ္စာချမ်းသာတယ်တချို့ကပစ္စည်းဥစ္စာမချမ်းသာဘူးကိုယ်ရချမ်းသာမှုတွေအများကြီးရှိတယ်မြန်မာလူမျိုးတစ်မျိုးတည်းနဲ့ဒီကိုယ်ရချမ်းသာမှုတွေအများကြီးအဲ့လိုပြောရင်အမေဖေကပွဲနေလို့ပွဲတာလားလို့ဆိုဒါအကြောင်းလေးတစ်ခုမေဖေနဲ့မဆိုင်မိသားစုညီကိုမောင်နှမထဲမှာပဲဉာဏ်ကောင်းတဲ့လူရှိတယ်ဉာဏ်မကောင်းတဲ့လူရှိတယ်လှတဲ့လူရှိတယ်မလှတဲ့လူရှိတယ်အသက်ရှိတာရှိတယ်အသက်မရှိတာရှိတယ်မိသားစုတစ်ခုထဲမှာပဲကွဲပြားခြားနားမှုတွေရှိစိတ်နေသဘောထားကွဲပြားမှုတွေအများကြီးရှိတယ်အဲ့လိုကွဲပြားရခြင်းရဲ့နောက်ွယ်အကြောင်းတရားကအခြေခံအကြောင်းတရားကပါလဲလို့ဆိုရင်မြတ်စွာဘုရားကံလို့ပြောတယ်ကိုလုခဲ့တဲ့ကံတွေကမ္မန္တတိဝိပစ္စတိယတိတံဟိနပဏိတတအနေအမြင့်အဆိုးအကောင်းဖြစ်ပေါ်လာဖို့ကံကနေဝေဖန်ပေးနေတာလို့ဒီလိုပြောတယ်အဲ့ဒီကံကတရားကံပဲလို့ကိုလုခဲ့တဲ့ကံကိုလုခဲ့တဲ့ကံလေအတိအဝမှာလှုပ်ဆောင်ခဲ့တယ်ဆ
စိတ်ထဲမှာဖြစ်ပေါ်ခဲ့တဲ့အရာတွေစိတ်နဲ့လှုပ်ဆောင်ခဲ့တဲ့အရာတွေနှုတ်နဲ့လှုပ်ဆောင်ခဲ့တဲ့အရာတွေကိုယ်ဒီလက်ရောက်လှုပ်ဆောင်ခဲ့တဲ့အရာတွေတယောက်နဲ့တယောက်လှုပ်ဆောင်မှုတွေမတူညီကြဘူးတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အနေအထားတွေမတူကြဘူးမတူသည့်အတွက်ကြောင့်လူတွေမှာနာနာသန္တနာနစ်သာတယအတွေ့ခေါ်တွေအယူဆတွေမတူကြအဲ့ဒီမတူတာကိုအကြောင်းပြုပြီးတော့လှုပ်ဆောင်ချက်တွေကလည်းမတူကြမတူသည့်အတွက်ကြောင့်ကွဲပြားခြားနားမှုတွေရရှိလာကြတယ်လို့ဒါမှမတမသိတာမြင်လာတဲ့အားတစ်ခုပဲဒါကြောင့်ဝိရှင်နနာကမေးတဲ့အခါမှာဥပပတ္တိဘဝနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားတဲ့ဘဝနဲ့ပြောနေကြပါတယ်ဘယ်လိုအတိုင်းအတာတစ်ခုနဲ့ဘဝလို့ပြောနိုင်ပါသလဲဘဝဆိုတဲ့အတိုင်းအတာတစ်ခုခန္ဓာ၅ပါးရလာတာဘဝအဲ့ဒီရလာတဲ့ခန္ဓာ၅ပါးရဲ့တည်ရှိရာဘုံအဲ့ဒါနှစ်ခုပေါင်းပြီးတော့ဘုံဘဝလို့ဒီလိုပြောအဲ့ဒီမှာမြတ်စွာဘုရားကဖြေတယ်အနန္တာတဲ့ကာမဘုံမှာအကျိုးပေးတဲ့ကံမရှိဘူးဆိုလို့ရှိရင်ကာမဘုံကဘုံဘဝကာမဘုံနဲ့ကာမဘဝဆိုတာရှိနိုင်မှာမလားမိကုံးလေးထုတ်တယ်မြတ်စွာဘုရားကာမဘုံမှာအကျိုးပေးတဲ့ကံတရားမရှိဘူးဆိုလို့ရှိရင်ကာမဘဝဆိုတာရှိနိုင်မှာမလားဆိုတော့ရှင်နန္ဒာဖြေတယ်မရှိနိုင်ပါဘူးဗျာဆိုလိုတာကံမရှိဘူးဆိုလို့ရှိရင်ကံကထုတ်လုပ်တဲ့အကျိုးတရားဆိုလို့ရှိရင်အခုဘုရားရှင်ကြီးနဲ့ပြောမယ်ဆိုလို့ရှိရင်ဘုရားရှင်ကြီးမရှိဘူးဆိုလို့ရှိရင်အလင်းရှိပါမလားမရှိနိုင်ပေါင်းမိတဲ့အချိန်ဘုရားရှင်ကြီးရှိမှအလင်းဆိုတာရှိတာပေါ့အကျိုးနဲ့အကြောင်းကိုပြောပြအဲ့တော့ကံဆိုတဲ့အကြောင်းတရားကာမဘုံမှာအကျိုးပေးတဲ့ကံတရားမှမရှိဘူးဆိုရင်ကာမဘဝဆိုတာမရှိနိုင်ဘူးတဲ့အဲဒီမှာမြတ်စွာဘုရားကကာမဘုံကိုကာမဘုံမှာအကျိုးပေးတဲ့ကံကတစ်မျိုးရှိတာကိုအဲ့တော့ကာမဘုံဆိုတာဘယ်ဘုံနေလဲလို့ဆိုလို့ရှိရင်အပယ်၄ဘုံရဲ့လူဘုံရဲ့နတ်ပြည်6ထိုက်အလုံးကာမဘုံ30ဘုံလို့သတ်မှတ်တယ်။ဘာဖြစ်လို့ကာမဘုံဟာ30ဘုံထိအောင်ဖြစ်ရတယ်လဲလို့ဆိုခုနပြောခဲ့တယ်လှုပ်ဆောင်မှုမတူညီတာပဲ။လှုပ်ဆောင်တဲ့ကံတွေမတူဘူး။မကောင်းတဲ့အကုသိုလ်အမှုပြုလုပ်တဲ့အခါမှာ level တို့ဒီဂရီတို့ရှိတယ်ဆိုပါစို့လောဘဖြစ်တယ်ဒေါသဖြစ်တယ်မောဟဖြစ်တယ်အဲ့ဒီဖြစ်ပေါ်လာတဲ့လောဘဒေါသမောဟရဲ့အရှိန်ကိုကြည့်ပြီးတော့အရှိန်ပြင်းနေဆိုလို့ရှိရင်ပို့ပြီးတော့ဒုက္ခကြီးမားတဲ့ငရဲဘုံကိုရောက်တယ်သူလောက်အရှိန်မကြီးဘူးဆိုလို့ရှိရင်တိရစ္ဆာန်ဘုံရောက်တယ်သူလောက်အရှိန်မကြီးဘူးဆိုရင်ကြိတ်တာဘုံရောက်တယ်သူလောက်အရှိန်မကြီးဘူးဆိုရင်အတုရကေဘုံကိုရောက်တယ်ဟောအတိုင်းအတာတစ်ခုအရာသူ့ဆင့်နဲ့ပြီးသွားတယ်လူတွေရဲ့လုံးဆောင်ချက်ဟာလည်းဒီတိုင်းပဲဒါကအမတ္တမတဘာဝကြဘယ်ရာပဲဖြစ်ဖြစ်ဆိုင်ရာတွန်းအားလေးတွေရှိတယ်အဲ့ဒီတွန်းအားရဲ့အရှိန်အားလေးတော့ဆိုတာဖြစ်ပေါ်လာမှုလေးတွေမတူညီကြဘူးတယ်လို့ဆိုဒီထွန်းတာတောင်လျှက်စစ်ဒီထွန်းတာသူ့ရဲ့လားဝအားခြင်းမတူဘူးနော်ဝအားများလို့ရှိရင်အလင်းအားဖို့မများဘူးလားအဲ့ဒီသဘောပဲစေရနာတွန်းအားတွေအနေထားကိုကြည့်ပြီးတော့ဒီဘဝဆိုတာကွဲပြားခြားနားလာတာမိရဲ့လျှက်စစ်မိရဲ့ဝအားကိုကြည့်ပြီးတော့အလင်းရောင်ရဲ့ကွဲပြားခြားနားမှုကရှိဒီလိုဆိုလို့လောကမှာဒါအမှန်တမ်းသိတာမြင်တာတဲ့အကြောင်းအရာတွေပဲအေးမြတ်စွာဘုရားကကာမဘုံကိုအကျိုးပေးမဲ့ကာမဘုံမှာအကျိုးပေးမဲ့ကံမရှိဘူးဆိုရင်ကာမဘဝဆိုတာမရှိနိုင်ဘူး
အဲ့တော့ကာမဘုံမှာအကျိုးပေးတဲ့ကံလို့ဆိုတဲ့နေရာမှာကုသိုလ်ကံလည်းရှိတယ်အကုသိုလ်ကံလည်းရှိတယ်အဲ့ဒီကုသိုလ်ကံအကုသိုလ်ကံတွေကလည်းအမျိုးမျိုးရှိတယ်အစဉ်စဉ်ရှိတယ်အဲ့ဒီကုသိုလ်ကံအကုသိုလ်ကံအားလျော်စွာကာမကံရဲ့ကာမဥစ္စာကံရဲ့အကျိုးပေးရာဘုံဘဝတွေကလည်း7မျိုးရှိတယ်ဒီလိုပြောတာအဲ့ဒါကြောင့်မလို့ကံရှိလို့ဘုံဘဝဆိုတာရှိနေရကံရဲ့ကွဲပြားခြားနားမှုအကြောင်းကံကိုကြည့်ပြီးတော့ဘုံဆိုတာရှိရတယ်တချို့ကအဲ့လိုမဟုတ်ဘဲနဲ့ဘုံကန်းနဲ့6တယ်တို့ဘုံကန်းနဲ့မြောက်တယ်တို့ဒီလိုပြောတာတကယ်ကတော့6ဆရာလည်းမလိုပါဘူးမြောက်ဆရာလည်းမလိုပါဘူးသဘာဝဒါလောကကြီးမှာတကယ်ဖြစ်နေတာကိုတကယ်သိဖို့ပဲလိုအပ်တာအဲ့တော့မြတ်စွာဘုရားကဒီဘုံဘဝတွေနဲ့ပတ်သက်ပြီးတော့ဟောတာဟာမှန်းဆပြီးတော့ဟောတာလည်းမဟုတ်ဘူးစာအုပ်ကိုကြည့်ပြီးတော့ဟောတာလည်းမဟုတ်ဘူးဘုံဘဝတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကယဉ်နိုင်တဲ့ဒီဘက်ဆက်ကူဉာဏ်ဆိုတာတမာတိစွမ်းအားနဲ့ကြည့်တာရနိုင်တဲ့ဒီဘက်ဆက်ကူဉာဏ်ကံရဲ့စွမ်းအားကိုသိနိုင်တဲ့ယထာကမ္မဝကဉာဏ်တို့တရားရှင်နေတာရနိုင်တဲ့ဘုံဘဝတွေနဲ့ပတ်သက်တဲ့ထိုးထွင်းသိနိုင်တဲ့ဉာဏ်တွေဆိုတဲ့အဲ့ဒီဉာဏ်စွမ်းနဲ့သိပြီးကိုယ်တိုင်မြင်ပြီးတော့ဟောတာဖြစ်တယ်ဒါကြောင့်မို့လို့မမြင်ရဘဲနဲ့မှန်းဆပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားဟာယုံကြည်စရာမရှိပါဘူးမြတ်စွာဘုရားကဒီလိုကိုယ်တိုင်သိပြီးမှဟောတယ်လို့တဆင့်ဟောတာမဟုတ်ဘူးဘုလူကလာပြောလို့ဒီလူကလာပြောလို့ဟောတာမဟုတ်ဘူးကိုယ်တိုင်သိပြီးတော့ဟောတာအဲ့တော့ကိုယ်တိုင်သိအောင်ဆိုတာလဲသိတဲ့နိလန်းတွေရှိတယ်ပေါ့မြတ်စွာဘုရားသိတဲ့နိလန်းတွေကိုလည်းပဲသိနိုင်တဲ့နိလန်းတွေကိုလည်းပြည့်ပြည့်စုံစုံဟောထားတာအဲ့ဒီသိနိုင်တဲ့နိလန်းတွေကိုကိုယ်တိုင်မရောက်တာနဲ့ကိုယ်တိုင်မရတာနဲ့ဒီဟာမရှိဘူးလို့ပြောလို့ရပါဘူးမရဘူးကိုယ်တိုင်မမြင်ရတာနဲ့မရှိဘူးလို့လည်းပြောလို့မရဘူးကိုယ်တိုင်မရသေးတာနဲ့မဟုတ်ဘူးလို့လည်းပြောလို့မရဘူးလောကကြီးမှာကိုယ်တိုင်မမြင်ရတာတွေလည်းအများကြီးပဲရှိတယ်တစ်မျိုးတည်းမဟုတ်ဘူးအများကြီးရှိတယ်ဒီဒါကြောင့်ဆိုင်ရာဆိုင်ရာအကြောင်းကိစ္စတွေကိုကြည့်ပြီးမှဆိုင်ရာဆိုင်ရာအရေးနဲ့ပြည့်စုံမှသိတာဉာဏ်ရဲ့အစဉ်တန်းအားလျော်စွာလူရဲ့အသိဉာဏ်အားလျော်စွာသိရှိမှုဆိုတာကိုကြွယ်ပြခြားနာတာပဲဒါကြောင့်မို့ရှင်အနန္ဒာရဲ့အမေးကိုမြတ်စွာဘုရားဖြေတဲ့အခါမှာကာမဘုံမှာအကျိုးပေးမဲ့ကံတရားရှိလို့ကာမဘုံကာမဘဝဆိုတာရှိရတာတဲ့အဲ့ဒီနေရာမှာကမ္မံဖြစ်တယ်ကိုလုပ်တဲ့ကံဟာလေမြေနဲ့အလားတန်တူတယ်ဝိညာဏံဘိသံအဘိသင်္ခါရဝိညာဉ်လို့ဆိုတဲ့ကံနဲ့ရှင်တွဲလာတဲ့ဝိညာဉ်လေးကမျိုးစေ့နဲ့လားတန်တူတယ်တဏှာတဏိဟောလူချင်းတတ်မဲ့တဲ့တဏှာကတော့ရေအစေးနဲ့တူတယ်တပြင်းတပြင်းပေါက်ဖို့ရာအတွက်လိုအပ်ချက်တွေကိုမြတ်စွာဘုရားကြည့်ပြီးတော့တပြင်းနဲ့နှိုင်းရှင်ပြီးတော့မျိုးစေ့နဲ့နှိုင်းရှင်ပြီးတော့ဟောတာတပြင်းတပြင်းမျိုးစေ့လေးတစ်ခုပေါက်ဖို့ရာအတွက်ဘာရှိဖို့လိုတယ်ဆိုရင်မြေရှိဖို့လိုတယ်ရေရှိဖို့လိုတယ်မျိုးစေ့ရှိဖို့ဒီသုံးမျိုးပဲဟုတ်လားဘုန်းကြီးတို့တရက်စီကလေးရှိလာပြီဆိုလို့ရှိရင်အဲ့ဒီတရက်စီကလေးကနေပြည့်ပင်ပေါက်ဖို့ပဲဘာတွေလိုအပ်မြေလိုတယ်ရေလိုတယ်ဒါအဓိကနှစ်ခုကတော့ဒါအလင်းတို့လေတို့ဆိုတာထားလိုက်တော့အဓိကမဟုတ်အဲ့ဒီတော့မြေနဲ့ရေနဲ့တွေ့လို့ရှိရင်ဘယ်မျိုးစိတ်ပဲဖြစ်ဖြစ်ပေါက်လာအဲ့ဒါလိုပဲဘဝတစ်ခုဖြစ်ပေါ်လာဖို့ရာအတွက်ကကံဟာရေနဲ့အလားတန်တူတယ်ကံဆိုတဲ့ရေလွှာပေါ်မှာ
ဒီနေရာမှာကံဆိုတာကိုစေတနာလို့မှတ်ရကံဆိုတဲ့မြေလွှာပေါ်မှာကံနဲ့ရှင်တွဲလာတဲ့ဝိညာဉ်လို့ဆိုတဲ့မျိုးစိတ်လေးအဲ့တော့စေတနာဆိုတာသူကသူတူတူလေးဖြစ်လို့ရတာမဟုတ်ဘူးစေတနာဆိုတာစိတ်ပေါ်မှာနေပြီးတော့ဖြစ်တာစိတ်နဲ့ရှင်တွဲပြီးတော့မှဖြစ်တာအဲ့တော့ကမ္မံခိတ္တံစေတနာဆိုတဲ့ကံကလေးဟာရေလွှာနဲ့အလားတန်တူတယ်အဲ့ဒါနဲ့ရှင်တွဲပြီးတော့လာတဲ့ဝိညာဉ်လေးကမျိုးစိတ်နဲ့တူတယ်တဏှာဆိုတာလေးကရေနဲ့အလားတန်တူတယ်ဟောသုံးခုပေါင်းလိုက်တဲ့သဘောပဲဘဝဆိုတဲ့အပင်ကလေးဟာပေါက်လာမျိုးစိတ်မရှိရင်လည်းအပင်မပေါက်ဘူးရေမရှိရင်လည်းအပင်မပေါက်ဘူးရေမရှိရင်လည်းအပင်မပေါက်ဘူးဒါကြောင့်မို့အပင်ပေါက်ဖို့ရာအတွက်ကံဆိုတဲ့မြေလွှာပေါ်မှာဝိညာဉ်ဆိုတဲ့မျိုးစိတ်လေးပေါက်လို့တဏှာဆိုတဲ့ရေလေးတွန်းလောင်းပေးသည့်အတွက်ကြောင့်ဘဝဆိုတဲ့အပင်ဟာရှင်သန်လာရတယ်လို့မြတ်စွာဘုရားဥပမာနဲ့ဟောပြီးဒါကြောင့်မို့ဒီမှာဘဝရှိဖို့ရာအတွက်ကံဟာအခြေခံကြတယ်ပေါ့တတ္တဝါတွေရဲ့အနေအထားကိုမြတ်စွာဘုရားကဖြစ်ပေါ်လာပုံကိုရှင်းပြဘုန်းကြီးတို့တွေဘဝခရီးကိုသွားကြတဲ့အခါအဝိဇ္ဇာကပန်းမရှိပဲနဲ့ပန်းရဲ့ယနတ်ပဲရှိမလဲပေါ့အဲ့ဒါလိုပဲပေါ့အကြောင်းတစ်ခုရှိနေလို့ဒီလိုဖြစ်ရတာလို့အဲ့တော့မြတ်စွာဘုရားကအခုဒီတုတ်တန်နှစ်ခုမှာကာမဘဝရူပဘဝအရူပဘဝဘဝသုံးခု30ပုံကိုကျင့်ချုပ်ပြီးတော့ဟောတယ်နောက်တုတ်တန်တစ်ခုမှာတော့မြတ်စွာဘုရားဘာဟောတော့ဆိုဂတိ5ပါးဟောဂတိနဲ့ဂတိကို꿰အောင်ရေးဖို့လိုတယ်ဓမ္မစကားထဲမှာဂတိတည်တယ်ဂတိတည်တယ်နဲ့ပြောကြတယ်ဒါပေမဲ့ရေးတဲ့အခါမှာမှန်အောင်မရေးဘူးနော်ဂတိတည်တယ်ဆိုတဲ့နေရာမှာကာကြီးနဲ့ရေးရမယ်ဂတိအတန်ဘယ်လိုပဲထွက်စလုံးအောင်မှန်ကဂတိဂတိကဝတ်ပြုတယ်ဂတိသစ္စာဂတိတည်တယ်ဆိုတာအဲ့ဒါကာကြီးနဲ့ရေးတယ်ကတိကိုဘဝဒီဘဝတတ္တဝါတွေရဲ့ဖြစ်ရလားရောက်ရကြတော့ခန်းငယ်နဲ့ဂတိအဲ့ဒါဟုတ်နောက်ပြီးတော့အဂတိ၄ပါးလို့ဆိုလို့ရှိရင်လည်းပဲခန်းငယ်နဲ့ပဲရေးရအဂတိ၄ပါးအဂတိမလိုက်စားနဲ့ဂတိဆိုတာတွားရောက်ရာဖြစ်ရာဘုံဘဝလို့ဒီနေရာမှာအဓိပ္ပာယ်ရတယ်အဂတိလိုက်စားတယ်ဆိုတာဆိုတာမသိလျော်မလုံးတဲ့တာကိုဂတိပြုလုပ်တယ်နော်မလုံးတဲ့တာကိုလုပ်တယ်လို့ဒီလိုဆိုလို့မရောက်တဲ့တာကိုရောက်တယ်မဖြစ်တဲ့တာတွေဖြစ်တယ်ဒါမို့တချို့ကတော့ဂတိလိုက်တယ်နဲ့သုံးတယ်မှန်ကတော့အဂတိလိုက်တယ်ဆိုမှမှန်အဂတိဆိုတာမလိုက်တဲ့နာကိုလိုက်ဘယ်မလိုက်တဲ့နဲ့လိုက်တယ်လို့ဒီလိုပြောအဲ့တော့စကားလုံးလေးတွေကသူကနဲ့သူအတိတ်ပဲရှိတယ်လောကမှာဘုံတွေကိုရည်ညွှန်းပြီးဘဝတွေကိုရည်ညွှန်းပြီးတော့ပြောတဲ့အခါမှာခန်းငယ်နဲ့ဂတိ5ပါးဆိုတာမှတ်သားရတယ်ဂတိ5ပါးဆိုတာဘာလဲလို့ဆိုအစိုးရကနေစပြောရင်နိရယဂတိနံပါတ်1ကနိရယဂတိနိရယဂတိဆိုတာသွားရောက်ရမယ်ငယ်ရဲဖို့နိရယဂတိနောက်တစ်ခုကတိရိစ္ဆာနယောနိတရိစ္ဆာန်ဘဝသွားရောက်မှာဖြစ်တော့ကြောင့်တိရိစ္ဆာနဂတိနောက်တစ်ခုကပေတဂတိဒိဋ္ဌဘဝနောက်တစ်ခုက
မနုဿဂတိလူဘဝလူဘုံနောက်တစ်ခုကဒေဝဂတိနတ်ဘဝနတ်ဘုံလို့ဟော30ဘုံကိုဂတိ5မျိုးနဲ့ခွဲခြားပြီးတော့ဟော30ဘုံကဘလို့ဒီဂတိ5မျိုးထဲမှာဘလို့အကျုံးဝင်သွားသလဲလို့ဆိုရင်ဒီနေရာမှာအပယ်4ဘုံကိုအပယ်3ဘုံပဲပြတယ်နိရယတိရိသနာပေတာအပယ်ကို3ဘုံနဲ့ပြအတုရကာယလို့ဆိုတာပေတာထဲမှာထည့်ပြီးတော့ပြောတာဒါကြောင့်မို့ဂတိ5ပါးနဲ့ခွဲတဲ့အခါမှာနိရယဂတိတိရိသနာဂတိပေတာဂတိဆိုတာအပယ်4ဘုံကိုဒီ3မျိုးနဲ့ပြတယ်လို့ကျွန်တော်မှမနုဿဂတိဆိုတာလူဘုံဒေဝဂတိဆိုတာနတ်ပြည်6ထပ်ရဲ့ပြမ20ရဲ့အလုံးပေါင်းလိုက်တော့30ဘုံပဲ30ဘုံကိုပြောတာပဲဒါအဲ30ဘုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဂတိ5ပါးလို့ဒီဂတိ5ပါးကိုမြတ်စွာဘုရားကံနဲ့ဆက်ဆက်ပြီးတော့ဟောကြားထားတာရှိတယ်ဂတိရဲ့အဓိပ္ပာယ်ကဘာလို့ဆိုခန္ဓာပါတိဂတိဘဝတစ်ခုမှာတွားရောက်ရမယ့်နေရာဥပမာလူတယောက်အိဋ္ဌရောက်သွားပြီဆိုရင်သူတွားရမယ့်နေရာရှိသူဖြည့်ရမယ့်နေရာရှိအင်္ဂလိပ်လိုတော့ဂတိကို destination လို့ပြန် destination ကားလျော်စွာရောက်သွားမယ့်နေရာလို့သူပြောအဲ့ဒီဂတိဟာ5မျိုးရှိတယ်လို့မြတ်စွာဘုရားမဟာသီဟနာဒသုတ်တံဂတိပရိစ္ဆေဒဂတိကိုပိုင်းခြားပြီးတော့သိတော်မူတဲ့မြတ်စွာဘုရားဉာဏ်နဲ့ဟောတာအဲ့ဒီဘုံဘဝဂတိ5မျိုးကိုအများနားလည်အောင်ဆိုပြီးတော့မြတ်စွာဘုရားကတရုပ်ဖို့ပြီးတော့ဟောတာတယောက်နဲ့တယောက်ပြုလုပ်တဲ့ကံတွေကမတူဘူးအကုသိုလ်ကံတွေကိုဆွမ်းဆွမ်းတမန်ပြုလုပ်နေတဲ့လူတယောက်သူလုပ်နေတဲ့ကံအဟုတ်နေသူလုပ်နေတဲ့အလုပ်တွေကိုကြည့်မြတ်စွာဘုရားကသူလုပ်နေတဲ့သူတဏ္ဍာမှာဖြစ်နေတဲ့ကံတွေကိုမြတ်စွာဘုရားစိတ်နဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်နေတဲ့စိတ်ချင်းတိုက်ဆိုင်ပြီးတော့မြတ်စွာဘုရားကသိတယ်သူစိတ်ထဲမှာဖြစ်နေတဲ့အကုသိုလ်ကံတွေရဲ့ဆွမ်းအားဟာငရဲလျောင်ပို့မှာပဲလို့ဆိုတာမြတ်စွာဘုရားကသိအရှိန်ကိုကြည့်တာအဲ့တော့ဘုရားကသိတယ်ဆိုတာဘာနဲ့သိတာတော့လို့ဆိုစိတ်ကိုစိတ်ချင်းသိတာစိတ်တော်ပရိယအဘိညာဉ်နဲ့သိတာဒီပုဂ္ဂိုလ်ဘယ်ရောက်မလို့သိတာဒေဝစက္ခုထဲမှာပါတဲ့ယထာကမ္မုပကဉာဏ်ဆိုတာရှိတယ်ဒေဝစက္ခုဉာဏ်ကြီးနဲ့ဘယ်ကံလုံးလို့ချင်းဘယ်ဘဝသွားတယ်ဆိုတဲ့အနေထားတစ်ခုမြတ်စွာဘုရားကတိတိကျကျလုံးနေတဲ့အချိန်မှာဟောနိုင်ဒါဘာမှမဆမ်းဘူးဘုရားရဲ့စွမ်းရည်တတ္တိဘုရားမပြောနဲ့ဒီကနေ့မှာဘယ်နေ့မှာမုန်တိုင်းတိုက်လိမ့်မယ်ဘယ်နေ့မှာငရင်လှုပ်လိမ့်မယ်ဆိုတာမပြောနိုင်ကြဘူးလားဘာကိုကြည့်ပြောတာတုံးလို့ဆိုဖြစ်ပေါ်နေတဲ့အနေအထားတစ်ခုကြည့်ပြောဟောမြတ်စွာဘုရားကလည်းဒီတယောက်ရဲ့ဖြစ်ပေါ်နေတဲ့သူ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြောတယ်ကံရဲ့ဆွမ်းအားတွေစိတ်ရဲ့ဆွမ်းအားတွေပင်လယ်ထဲမှာလေဖြစ်ရံဝန်းဖြစ်ပြီးတော့မုန်တိုင်းဖြစ်ဖို့ရတာဆူးနေပြီဆိုရင်ဘယ်နှစ်နာရီအတွင်းမုန်တိုင်းတိုက်လိုက်မယ်ဘယ်နှမိုင်နှုံးနဲ့တိုက်လိုက်မယ်ဟောတမန်ပုဂ္ဂိုလ်တွေတောင်မှတွက်ပြီးတော့ပြောလို့ရတာပဲမြတ်စွာဘုရားကတာမန်မဟုတ်တာတာမန်အမြင်မဟုတ်ဘူးမြတ်စွာဘုရားရဲ့အမြင်ကတမာရီစွမ်းအားနဲ့လေ့ကျင့်ထားလို့ရတဲ့ဒေဝစက္ခုအမြင်နဲ့ပြောတာဒေဝစက္ခုဆိုတာဘလောက်ကွယ်ထားဘလောက်ဝေးကွာဓမ္မတာမအစွမ်းထွက်တဲ့အမြင်မျက်စိတစ်မျိုးပဲလူတယောက်ကိုကြည့်လိုက်တယ်မြတ်စွာဘုရားတတ္တဝါတယောက်ကိုကြည့်လိုက်တယ်
သူလုံးနေတဲ့မကောင်းမှုအကုသိုလ်တွေကိုကြည့်ပြီးတော့လုံးနေတဲ့အချိန်ကိုကြည့်ပြီးတော့ဒီလူကတော့ငရဲသွားမှာပဲလို့ဆိုတာကျွတ်တင်ပြောနေကျွတ်တင်ပြောနေအဲ့ဒါကိုနားလည်အောင်ဥပမာမြတ်စွာဘုရားဟောထားတယ်ကိုတော်တော်လန်းလန်းတဲ့နေရာမှာမိကြီးတွင်ကြီးတစ်ခုရှိတယ်ဆိုပါတော့အဲ့ဒီမိကြီးတွင်ကြီးထဲမှာမိကြီးတွေကအခိုးမထွက်ပဲနဲ့ရဲပြီးတော့နေတယ်အနက်ကလည်းပဲအရမောင်းကောင်းတဲ့လူတယောက်လက်ခုပ်တစ်ပေါင်မတ်တရပြီးတော့လက်ကိုမြောက်လိုက်လို့ရှိရင်အဲ့ဒါလက်ခုပ်တစ်ပေါင်လို့အတိုင်းတာတစ်ခုကိုရှေးတုန်းကတိုင်းတာပြီးတော့ပြောဆိုတာပေါ့ခုခေတ်ဆိုရင်တော့ဒါဘယ်နှမီတာတို့ဘယ်နှပေတို့ဒီလိုပြောမှာပေါ့လက်ခုပ်တစ်ပေါင်ဆိုတာလူတယောက်ယောက်ျားတယောက်အရအလယ်မောင်းအလတ်ရှိတဲ့ပုဂ္ဂိုလ်တယောက်မတ်တဆန်းဆန်းရပ်ပြီးတော့လက်တစ်ဖက်ကိုထက်ကိုမြှောက်လိုက်အဲ့ဒီအတိုင်းတာပမာဏကိုလက်ခုပ်တစ်ပေါင်ခေါ်တာပဲအဲ့ဒီလက်ခုပ်တစ်ပေါင်လောက်လက်တဲ့တွင်းကြီးထဲမှာရဲရဲညီးနေတဲ့မိကြီးရှိတယ်အဲ့ဒီမိကြီးတွင်းကြီးရောက်သွားဖို့လမ်းကြောင်းကြီးကလည်းတစ်ချောင်းနဲ့ပဲရှိတယ်လူတယောက်ဟာအဲ့ဒီမိကြီးတွင်းကြီးကိုမမြင်မကန်းနဲ့အဲ့ဒီလမ်းပေါ်မှာလျှောက်သွားမျက်စိမမြင်တဲ့လူတယောက်အဲ့ဒီမိကြီးတွင်းကြီးရှိတဲ့လမ်းပေါ်မှာတက်ပြီးတော့လျှောက်သွားတယ်မိကြီးတွင်းကြီးရှိတာသူမသိဘူးကဲလမ်းကလည်းဒီတလမ်းပဲရှိတာအဲ့ဒီလမ်းမပေါ်ရောက်ပြီးတော့အဲ့ဒီလူလျှောက်သွားရင်ဘယ်ရောက်မလို့ထင်နော်မိကြီးတဲ့ကြမှာပဲဒါသိထားတာပေါ့ဟောဥပမာနဲ့ပြောတာမြတ်စွာဘုရားအဲ့ဒီလူရဲ့လှုပ်ရှားသွားလာမှုတွေဟာမိကြီးကျွန်းတက်ကိုတာဆူပြီးတော့သွားနေတာလမ်းကလည်းဒီတလမ်းနဲ့ပဲအေးကြိုတင်ပြီးတော့ပြောတာဒီလူဟာလမ်းဆုံးရင်မိကြီးကျွန်းနဲ့ကြမှာပဲလို့ကြိုတင်ပြီးတော့ပြောတာဟောကြနေတဲ့အခါမှာမိကြီးကျွန်းကြီးတွေရောက်ပြီးတော့မိအလောင်းခံရပြီးဆင်းရဲဒုက္ခရောက်သွားတာကိုဒီကသကုညာနဲ့မြင်ရတယ်တဲ့အဲ့ဒါဥပမာအနေနဲ့မြတ်စွာဘုရားပြောတာတတ္တဝါတယောက်ဟာသူရရှိထားတဲ့ဘဝမှာအကုသိုလ်မှုတွေလုပ်တယ်အကုသိုလ်မှုတွေလုပ်နေတာဟာမိကြီးတွင်ကြီးရှိတဲ့လမ်းကြောင်းပေါ်ရောက်နေတာနဲ့တူတယ်အဲ့ဒီမိကြီးတွင်ကြီးရှိတဲ့လမ်းကြောင်းပေါ်မှာသူကရှောက်နေတာနဲ့တူတယ်နောက်ဆုံးသူလုပ်တဲ့အကုသိုလ်တွေအရှိန်တက်လာလို့ရှိရင်ပြေးသွားတဲ့အခါမှာမိကြီးတွင်နဲ့အလားတရံတူတယ်ငရဲဒုက္ခကိုခံရမယ်မိကြီးတွင်ကြီးတဲ့ကြတယ်လို့ငရဲကြလိုက်ပဲဆိုတာချွတ်တင်ပြီးတော့ပြောလို့ရတယ်ချွတ်တင်ပြောထားတဲ့အတိုင်းပဲအဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာမကောင်းတာတွေလုပ်သွားပြီးသူလည်းတည်ရောလမ်းဆုံးလို့မိကြီးတွင်ကြီးတွေကြတဲ့လူလိုပဲသူလည်းငရဲရောက်ပြီးတော့ငရဲဒုက္ခတွေကိုခံစားနေရတာတွေ့တယ်။မြတ်စွာဘုရားကိုယ်တိုင်မြင်ပြီးတော့ဒီကံလုံးလို့ရှိရင်ဒီလိုဖြစ်တယ်ဆိုတာလက်တွေ့ကြကြသိပြီးတော့မြတ်စွာဘုရားဟောတာအဲ့တော့နိရိယဂတိငရဲဆိုတာမိကြီးတွင်ကြီးနဲ့အလားတန်တူတယ်တဲ့အဲ့ဒီထဲကြသွားလို့ရှိရင်တက်တာစရာတစ်ခုမှမရှိဘူးမိကြီးတွင်ထဲမှာအေးတဲ့နေရာလေးများရှိမလို့ထင်လားကန္တာရခီးကြီးထဲမှာတော့အိုအေးစစ်ဆိုတာလေးရှိသေးတယ်နော်အေးတဲ့နေရာလေးတစ်ခုကန္တာရခီးထဲမှာတော့ရေစိမ်ကလေးတွေထွက်ပြီးတော့တစ်ပင်လေးတွေပေါက်ဒီပြနေရာတစ်ပင်မရှိပေမဲ့လို့အိုအေးစစ်ထဲမှာတော့တစ်ပင်လေးတွေရှိတတ်တယ်ငရဲမှာတော့အဲ့ဒီအိုအေးစစ်လို့တက်တာရဌာနဆိုမရှိဘူးငရဲဒုက္ခဆိုတာအမှန်တမ်းကြီးတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားမိကြီးတွင်ကြီးရဲ့ကြားတဲ့လူနဲ့ဒုက္ခငရဲခံရတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခနှစ်ခုနှိုင်းရှင်ပြီးတော့ငရဲဘုံကိုမိကြီးတွင်လို့မြတ်စွာဘုရားတင်စားပြီးဟောခဲ့ဒီလိုတင်စားဟောတဲ့အခါနားလည်တာပေါ့ဥပမာယဣတိကိစ္စေအဋ္ဌာသန္နန္တိပဏိတစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဥပမာနဲ့ပြောလိုက်လို့ရှိရင်အဓိပ္ပာယ်ရှင်းကနေနားလည်သွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဥပမာသုံးတာဒီလိုဆိုလို့ကဲနောက်တစ်ခုအကုသိုလ်လုပ်ထားခြင်းတူပြီမဲ့လို့နောက်တစ်ယောက်ကတော့သူ့လောက်မပြင်းထန်ဘူးအ
အကုသိုလ်တော့အကုသိုလ်ပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့သူလုပ်တဲ့အကုသိုလ်ရဲ့အနေအထားကိုကြည့်ပြီးတော့မြတ်စွာဘုရားဒီပုဂ္ဂိုလ်ကတော့တရိစ္ဆာန်ဘဝရောက်မှာပဲဖြုတင်ပြီးတော့ဖြောင်းဥပမာဘာနဲ့တူလုံးဆိုတရိစ္ဆာန်ဘဝဟာဘာနဲ့အလားတူတူလုံးဆိုလက်ခုပ်တစ်ကောင်အနက်ရှိတဲ့မစင်တွင်းကြီးနဲ့အလားတူတူတယ်မစင်တွင်းကြီးနဲ့အလားတူမစင်တွင်းနဲ့ကြပြီဆိုလို့ရှိရင်ဘလောက်နန်းစောနေဆိုတာစဉ်းစားတာကြည့်စိတ်ဒုက္ခရောက်เสียကြည့်တိရစ္ဆာန်ဘဝဟာလည်းစိတ်ဒုက္ခရောက်เสียတို့တော့မိကြီးတွင်းနဲ့ဆိုင်ရင်တော့တက်တာတယ်လို့ပြောမှာပဲအဲလက်ခုပ်တစ်ကောင်အနက်ရှိတဲ့မစင်တွင်းကြီးကိုဥတည်ပြီးတော့ရှိနေတဲ့လမ်းရလည်းပဲတချောင်းပြီးတော့လမ်းလေးရှိလူတယောက်ကမစင်တွင်းကြီးရှိမှမသိဘူးအဲ့ဒီလမ်းကြောင်းပေါ်ကိုရှောက်နေတယ်လမ်းလဲဆုံးရောမစင်တွင်းနဲ့သူကြပြီးဒုက္ခရောက်တယ်အဲ့ဒီဥပမာအတိုင်းပဲမစင်တွင်းနဲ့တူတဲ့တရိစ္ဆာန်ဘုံကိုရောက်စေတတ်တဲ့အကုသိုလ်လို့ဆိုတဲ့အဲ့ဒီတစ်ခုပြီးတော့လမ်းကြောင်းပေါ်ကိုရှောက်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာနောက်ဆုံးတရိစ္ဆာန်ဘုံဘဝရောက်ပြီးတော့ဆင်းရဲဒုက္ခတွေကိုခံရတယ်လို့ကျိုးတင်ပြောထားတဲ့အတိုင်းတကယ်ပဲတရိစ္ဆာန်ဘဝရောက်သွားတာတွေကိုမြတ်စွာဘုရားကတိဗ္ဗသကုဉာဏ်နဲ့မြင်ရတယ်ပေါ့နောက်အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တတ္တိယပုဂ္ဂိုလ်ခန္ဓာကတရိစ္ဆာန်ဘုံရလောက်အောင်သူ့ရဲ့အကုသိုလ်တွေကပြင်းထန်မှုမရှိဘူးအဲ့လိုပြင်းထန်မှုမရှိတော့ဒီပုဂ္ဂိုလ်လုပ်တဲ့အကုသိုလ်တွေဟာသူပေလို့ရှိရင်တော့သူပြိတ္တာဘုံရောက်မှာပဲလို့ငရဲနဲ့စာရင်တတ်တာတယ်တိရစ္ဆာန်နဲ့စာရင်တတ်တာပြိတ္တာဘုံအဲ့ဒီပြိတ္တာဘုံကိုမြတ်စွာဘုရားကဘာနဲ့ဥပမာပေးတယ်လဲလို့ဆိုရင်မညီမညာဖြစ်နေတဲ့မြေလွှာမှာပေါက်နေတဲ့အရွက်ကျိုးတို့ကျဲတယ်နေပူကြီးထဲမှာကျိုးတို့ကျဲတယ်နဲ့အကျိတ်မကောင်းတဲ့တစ်ပင်ကြီးနဲ့ဥပမာပေးထားတယ်မြေကြီးကလည်းမညီဘူးခြောက်တွေချင်းတွေခလုတ်တွေကသင်းတွေနဲ့တစ်ပင်ရဲ့အကျိတ်ကလည်းမကောင်းဘူးအဲ့ဒီတစ်ပင်ရိပ်ချီကိုသွားတဲ့လမ်းကလည်းပဲတလမ်းနဲ့ပဲရှိတယ်လူတယောက်ဟာအဲ့ဒီလမ်းကြောင်းပေါ်တက်ပြီးတော့အဲ့ဒီတစ်ပင်ကြီးကျိုးတို့ကျဲတဲ့မြေမညီတဲ့တစ်ပင်ကြီးကျိုးတို့ကျဲတဲ့ကြီးရှိတဲ့ပုံမှာရှောက်သွားနေတာကိုကြည့်ပြီးဒီလူဟာအဲ့ဒီအပင်အောက်ရောက်မှာပဲလို့ကျိုးတင်ပြောနိုင်တယ်လို့ပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကသူရှောက်နေတဲ့လမ်းကိုကြည့်ပြီးတော့ဒီလူဟာပြိတ္တာဘဝရောက်မှာပဲလို့ဟောကျိုးတင်ပြီးတော့ဟောနိုင်တယ်ဒါဟာကျိုးတို့ကျဲတဲ့မညီမညာဖြစ်တဲ့ညီလွှာပေါ်ကတစ်ပင်ကြီးနဲ့ဥပမာပေးပြီးတော့တိတ်တာဘုံကိုတင်ဟောအဲ့ဒီကျိုးတို့ကျဲတဲ့ဆိုတဲ့တစ်ပင်အောက်ရောက်လို့ကတော့အေးတဲ့ဘယ်ရောက်မြေမညီသည့်အတွက်ကြောင့်အောက်ကလည်းပဲတက်တာစရာမရှိဘူးအပေါ်ကလည်းအရေးမရဘူးဆိုတော့တရိစ္ဆာန်ဘဝလောက်မဆိုးပေမဲ့စိတ်ဓာတ်ဘဝဟာပူလောင်နေတဲ့အဓိပ္ပာယ်မျိုးဖော်ထားတာများဆိုများဒီဖော်ထားတာဖြစ်တယ်ဒါအကုသိုလ်တွေနဲ့ပတ်သက်ပြီးတော့ဂတိ၃မျိုးတတ္တဝါတွေတွားရောက်ရဂတိ၃မျိုးကိုမြတ်စွာဘုရားကရှင်းလင်းဟောကြားခြင်းဖြစ်တယ်နောက်တစ်ခုမနုဿဂတိနဲ့ပတ်သက်ပြီးလူတယောက်ဟာဒါနကောင်းမှုတွေလုပ်တယ်သီလတွေဆောက်တည်တယ်ကမ္မထဘာဝနာတွေပွားများအထုတ်တယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်သီလကိုကြိုးစားတယ်သမာဓိနည်းနည်းပါးပါးလုပ်တယ်ဘာဝနာနည်းနည်းပါးပါးလုပ်တယ်သီလကလည်းပဲနည်းနည်းပါးပါးပဲလုပ်တယ်သိပြီးတော့ပြည့်ပြည့်စုံစုံကြီးမဟုတ်ဘူးဆိုတော့အဲ့ဒီပုဂ္ဂိုလ်မျိုးက
မြတ်စွာဘုရားကသူလုံးနေတဲ့လောရတွေကိုကြည့်ပြီးတော့ဒီလူကတော့သေလို့ရှိရင်လူဘုံရောက်မှာပဲလို့ဟောဒီလိုတတ်မှတ်တယ်တော့လူဘုံဆိုတာဘာနဲ့အလားကတူတုံးဆိုလို့ရှိရင်ကမ္မတန်ညီညာတဲ့မြေပြင်မှာအခက်အရွက်ခက်စိတ်စိတ်နဲ့အလွန်အေးမြတဲ့အရေးရှိတဲ့တစ်ပင်ကြီးနဲ့အလားကတူတယ်ခဏရင်းနဲ့မတူဘူးမြေပြင်ကလည်းညီတယ်တစ်ပင်ကလည်းပဲအရွက်တွေစိတ်ပြီးတော့အရေးကောင်းတယ်အဲ့ဒီတစ်ပင်ကြီးနဲ့အလားကတူတယ်အဲ့ဒီတစ်ပင်ကြီးကိုသွားတဲ့လမ်းကလည်းပဲတလမ်းနဲ့ရှိတယ်အဲ့ဒီလမ်းပေါ်တက်ပြီးတော့လျှောက်တဲ့လူတယောက်ကိုဒီလူဟာလမ်းဆုံးရင်တော့ဒီတစ်ပင်ကြီးအောက်ရောက်မှာပဲလို့ကြိုတင်ပြီးတော့ပြောနိုင်တယ်လို့ပဲဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုဆိုတာဒီလိုကုသိုလ်ကောင်းမှုတွေကိုအတိုင်းအတာတစ်ခုနဲ့ပြုလုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာလူကြီးကိုရောက်တယ်လို့မြတ်စွာဘုရားဟောထားတဲ့အတိုင်းဟောကရင်ထုတ်တဲ့အတိုင်းတကယ်ပဲလူဘုံကိုရောက်ပါချွတ်တင်ပြီးတော့ပြောတယ်အဲ့ဒါမနုဿဂတိနောက်တစ်ခုဒေဝဂတိကုသိုလ်ကောင်းမှုတွေဒါနလည်းလွန်လွန်ကဲကဲလုပ်တယ်သီလကိုလည်းလွန်လွန်ကဲကဲပြည့်ပြည့်စုံစုံလုပ်တယ်အဲ့ဒီဒေဝဂတိမှာလည်းပဲနှမျိုးထပ်ခွဲတယ်ကာမစရနတ်ပြည်6ခုဇမ20ကျတော့သမာဓိကိုလည်းဘာဝနာဆိုတဲ့ထဲမှာသမာဓိဘာဝနာကိုလည်းပဲပြည့်ပြည့်စုံစုံကြီးပြုလုပ်တယ်ဆိုတာတွေ့ကြတော့အလုံးပါဒါနလည်းပြည့်ပြည့်စုံစုံလုပ်တယ်သီလလည်းပြည့်ပြည့်စုံစုံလုပ်တယ်ဘာဝနာကြတော့အတိုင်းအတာတစ်ခုလောက်တင်လုပ်တယ်ဆိုရင်နတ်ပြည်6ထပ်ဘာဝနာပါပြည့်ပြည့်စုံစုံလုပ်တယ်ဆိုလို့ရှိရင်တော့ဇမဖြစ်ဒါအလုံးပေါင်းလိုက်တော့ဒေဝဂတိဆိုတာဘုံအားဖြင့်26ဘုံနတ်ပြည်6ထပ်နဲ့ဇမ20အဲ့ဒီမတူညီတဲ့ကံတရားတွေရအဲ့ဒီလိုဂတိတွေဘဝတွေရောက်ရဘုံဘဝတွေဆိုတာရှိအဲ့ဒီမှာလည်းပဲသူလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုကြည့်ပြီးတော့မြတ်စွာဘုရားဒီလူကတော့နတ်ပြည်6ထပ်ရောက်မှာပဲနတ်ပြည်6ထပ်မှာလည်းပဲဒီလူကတော့စတုမာလေးလောက်ပဲရောက်မယ်ဒီလူကတော့တာဝရိန္ဒာဒီလူကတော့ယာမဆိုပြီးတော့တယောက်နဲ့တယောက်မတူညီတာရှိတယ်လေအဲ့ဒါလို့နတ်ပြည်6ထပ်နောက်ပြီးတော့ဇမ20ဇမတွေလည်းတကူနဲ့တကူအဆင့်တန်းချင်းမတူဘူးအဲ့ဒါလို့သူတို့လုပ်တဲ့ကံကိုကြည့်ပြီးတော့မြတ်စွာဘုရားဒေဝဂတိရောက်မယ်ဆိုတာကျွတ်တင်ဟောကိန်းထုတ်နိုင်တယ်တဲ့အဲ့တော့ဒေဝဂတိဆိုတာဘာနဲ့အလားတူတူတုံးဆိုလို့ရှိရင်သမတန်လှပတဲ့အဆောက်အအုံလေလုံမိုးလုံလှပတဲ့အဆောက်အအုံကြီးထဲမှာကြာကြာနာနာအိတ်ခမ်းကြီးကပြင်ဆင်ပြီးတော့ထားမွေရာကြီးတွေနဲ့အမတန်ကောင်းတဲ့ခမ်းနားတဲ့ဟုတ်လားအဆောက်အအုံကြီးထဲမှာအမတန်မှဣစ္ဆညင်ညောတဲ့မွေရာကြီးတွေကောင်းကြီးတွေနဲ့အဆင့်တန်းမြင့်မြင့်ပြင်ပြီးတော့ထားအဲ့ဒီအဆောက်အအုံကြီးကိုဥတီပြီးတော့သွားနေတဲ့လမ်းကလည်းတစ်ချောင်းနဲ့ပဲအဲ့ဒီလမ်းကြောင်းပေါ်လျှောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ကိုကြည့်ပြီးဒီလူဟာအဲ့ဒီအဆောက်အအုံနဲ့ရောက်ပြီးတော့အဲ့ဒီအိယာပေါ်မှာအိယာမှာပဲလို့ချွတ်တင်ပြောလို့ရအဲ့ဒီချွတ်တင်ပြောတဲ့အတိုင်းပဲနတ်ဘုံနတ်ဘဝရောက်ဇမဘုံဇမဘဝရောက်ပြီးတော့ချမ်းသာဒုက္ခခံစားနေရတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားဒိဗ္ဗဆက်ကုနဲ့မြင်တွေ့ပြီးတော့ဒီလိုခေါ်အဲ့တော့ဘုံဘဝတွေဆိုတာကံကိုကြည့်ပြီးတော့ဟောတာမုံတိုင်းဆိုတာလည်းပဲပင်လယ်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကိုကြည့်ပြီးတော့ဟောတာအဲ့လိုဖြစ်ပေါ်လာမဲ့အနေအထားတစ်ခုဆရာမှာဒီလိုအကြောင်းတွေကရှိပြီးသားကဲလောကမှာရောလူတယောက်ကလေးလေးတယောက်
လူကြီးတွေကမပြောကြဘူးလားမကောင်းတဲ့လူနဲ့မပေါင်းကြနဲ့စာကြိုးစားကြလို့ပြောတယ်ကလေးတယောက်ကတော့မကောင်းတဲ့လူနဲ့မပေါင်းဘူးစာကြိုးစားတယ်ဒီကောင်လေးကတော့ကြည့်ရင်တော့ဘွယ်လူကုန်လူတွေရပြီးတော့လူချုံလေးလူတော်လေးဖြစ်မှာပဲတူတင်ပြောတာဘာလို့လဲသူလုပ်တဲ့အလုပ်တွေကိုကြည့်ပြီးကြိုးတယ်ဟိုစားလည်းမကြိုးစားဘူးမကောင်းတဲ့လူတွေနဲ့ပေါင်းပြီးတော့အတော်စားကစားလုပ်နေတဲ့ကလေးကြတော့ဟောဒီကောင်လေးကတော့လူဆိုးလေးဖြစ်မှာတူတင်ပြောကြတာပဲလို့ပြောတဲ့တိုင်းလည်းပဲဖြစ်လာတာပဲအဲ့လိုမျိုးလိုပဲလူတွေရဲ့လုပ်ရက်ကိုကြည့်ပြီးတော့ကံဆိုတာလူတွေရဲ့လုပ်ရက်အဲ့ဒီကံကိုဖြစ်အောင်တွန်းအားပေးနေတဲ့စေရနာဆိုတာအကြောင်းရင်းကိုကောက်တဲ့သဘောကမ္မဆိုတာလုပ်ရက်ကိုပြောအဲ့ဒီလုပ်ရက်တွေကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ရဲ့အနာဂတ်အခြေအနေကိုကျွတင်ပြီးတော့ဟောနိုင်တာဒီဖြစ်လို့ကျွတင်ပြီးတော့ပြောတာဟောကိန်းထုတ်အဲ့ဒါဟာမြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အမှန်တန်ထူးခြားတဲ့ဉာဏ်တော်ကြီးနဲ့ကြည့်ပြီးတော့ဂတိ၅ပါးဆိုတာဒီလိုဟောချခဲ့တယ်အဲ့တော့ကံရှိလို့ဘုံဘဝဆိုတာရှိရတယ်လို့ကံမရှိရင်ဘုံဘဝဆိုတာမရှိဘူးကံကိုလက်ခံလို့ရှိရင်30ပုံဆိုတာလည်းပဲလက်ခံပြီးသားဖြစ်တယ်ကံကိုသာလက်ခံပြီးတော့30ပုံကိုလက်မခံဘူးဆိုကြောင်းကျိုးစီတရားမှုမရှိဘူးဒါကြောင့်မို့လို့လောကမှာမြတ်စွာဘုရားဟောကြားထားသည့်အတိုင်းကံတရားတွေထင်ထင်ရှားရှားမိမိတို့ရဲ့တဏ္ဍာမှာဖြစ်ပေါ်ပြီးတော့ထင်ထင်ရှားရှားရှိနေတာဖြစ်တော့ကြောင့်ထိုကံတရားတွေရဲ့အကျိုးပေးဘုံဘဝတွေဆိုတာလည်းပဲဧကံဒိဋ္ဌရှိနေတာဖြစ်တယ်ဒါကြောင့်မို့လို့တို့တွေဟာကိုယ့်ရဲ့အရေးကြီးဆုံးကဘာလဲလို့ဆိုရင်တို့လုံနေတဲ့ကံတရားတွေဟာကောင်းတဲ့ကံတရားတွေဟာဆိုလိုတာတို့တွေးနေတာတွေဟာအကောင်းလားအပြစ်ကင်းရဲ့တို့ပြောနေတဲ့စကားတွေကအပြစ်ကင်းရဲ့တို့လုံနေတဲ့အလုပ်တွေကအပြစ်ကင်းရဲ့အပြစ်ကင်းတဲ့ကံကိုကုသိုလ်ကံလို့ခေါ်တာပဲဒီတို့လုံနေတဲ့တို့တွေးနေတဲ့အတွေးတွေကအပြစ်မကင်းဘူးလားတို့ပြောနေတဲ့စကားတွေကအပြစ်မကင်းဘူးလားတို့လုပ်နေတာတွေအပြစ်မကင်းဘူးလားဆိုတာကြည့်ကိုယ်တဏ္ဍာမှာကုသိုလ်တွေဖြစ်နေတာလားအကုသိုလ်တွေဖြစ်နေတာလားဆိုတာကိုယ်တိုင်မသိနိုင်ဘူးလားကိုယ်เจ้าမှကိုမသိဘူးဆိုလို့ရှိရင်စဉ်းစားကြည့်လေကိုလောက်အားတဲ့လူရှိပါမလားမရှိဘူးကိုယ်တဏ္ဍာမှာဖြစ်တဲ့တဘာဝတရားမှကိုယ်ဆင်ញင်စဉ်းစားနိုင်စွမ်းမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဘလောက်ညံ့တဲ့ပုဂ္ဂိုလ်လဲပုဂ္ဂိုလ်ကိုကျေနပ်အားရစရာမကောင်းတဲ့အနေအထားမျိုးရှိအဲ့တော့သူများအကြောင်းမသိတင်နေပဲစီကိုယ့်အကြောင်းတော့ကိုယ်သိအောင်လုပ်ရစဉ်းစားတာနဲ့ပတ်သက်လာလို့ရှိရင်ကြည့်လေသူများပစ္စည်းကိုကိုယ့်ပစ္စည်းဖြစ်ဖို့လောဘနဲ့စဉ်းစားလို့ရှိရင်ဒါအဘိဓါလို့ခေါ်တယ်ဒါကံဖြစ်တယ်လူတယောက်ကိုစိတ်ဆိုးတာဒေါသစိတ်ဆိုးရုံနဲ့ကိစ္စမရှိဘူးဒီလူသိပါစေဒုက္ခရောက်ပါစေဆိုတဲ့ဒေါသနဲ့တွေးတဲ့အတွေ့တွေးလို့ရှိရင်ဒါမနောကံဖြစ်တယ်ကံကံရဲ့အကျိုးကိုမရှိဘူးလို့ညင်းပယ်လို့ရှိရင်ဒါမိစ္ဆာဒိဋ္ဌိမှားရတဲ့အမြင်ဒါလည်းပဲကံဖြစ်တယ်မကောင်းတဲ့ကံတွေစိတ်ထဲမှာဖြစ်ရုံနဲ့ပဲကံအရာမြောက်သွားတယ်အဲ့ဒါကျန်တဲ့ဝစီကံတို့မနောကံတို့ကျတော့စေရနာဆိုတဲ့စွမ်းအားကိုအဓိကထားပြီးတော့ပြောမနောကံကျတော့အဘိဓါဆိုတဲ့လောဘဇာဘာရဆိုတဲ့ဒေါသမိစ္ဆာဒိဋ္ဌိလို့ဆိုတဲ့ဒိဋ္ဌိဒီစေရသိက်၃မျိုးကိုလည်းပဲကံလို့ခေါ်တယ်အဲ့တော့ကံလို့ပြောတာစေရနာကိုကြည့်ပြောတာမဟုတ်ဘူးစေတသိက်တွေကိုလည်းပြောတယ်တို့တော့တုတ်တန်တစ်ခုမှာမြတ်စွာဘုရားကစေရနာဟံဘိက္ခဝေကမ္မံဝရာမိစေတေတဝါကမ္မံကရောတိကာယေနဝါစာယမနတာလို့စေရနာကိုကံခေါ်တယ်ဘာဖြစ်လို့လဲစေရနာရဲ့လှုပ်ဆောင်မှုကြောင့်စိတ်နဲ့လှုပ်ဆောင်မှုဖြင့်စိတ်နဲ့လှုပ်တယ်နှုတ်နဲ့လှုပ်တယ်ကိုယ်နဲ့လှုပ်တယ်ဟောစေရနာရဲ့တွန်းအားကြောင့်ဖြစ်လာတာလို့ဆိုပြီးတော့စေရနာကိုဒါမြတ်စွာဘုရားကအဓိကထားပြီးတော့ဟောတာတို့တော့စေရနာမဟုတ်ဘဲတဲ့စေတသိက်အချို့ကိုလည်းပဲကံလို့ဟောတာရှိတယ်လို့
တတိထားဖို့လိုရတယ်ပေါ့မနောကံတွေကစေရနာမဟုတ်ဘူးအဘိဇ္ဇာပြပါဒမိစ္ဆာဒိဋ္ဌိဆိုတဲ့လောဘဒိဋ္ဌိလောဘဒေါသဒိဋ္ဌိအနဝိဇ္ဇာအပြပါဒအာမဒိဋ္ဌိဆိုတာကြတော့အလောဘရဲ့အဒေါသရဲ့အမောဟအာမဒိဋ္ဌိအပိညာဟောအဲ့ဒီ၃မျိုးကိုစေရနာမဟုတ်ပြီမဲ့သူတို့ကိုကံလို့ခေါ်တယ်လို့အဲ့ဒီကံတရားတွေရှိနေတဲ့ပြည့်မြတ်ကာလပတ်လုံးမတူညီတဲ့ကံတရားတွေကမတူညီတဲ့ပုံဘဝကိုဖြစ်ပေါ်စေတယ်မြတ်စွာဘုရားဒါကိုဟောကြားလို့ဖြစ်တယ်ဒါကြောင့်မို့တရားစိတ်ခင်သူတော်ရှင်ပြိတ္တကိုလုံးတဲ့ကံအားလျော်စွာဘုံဘဝဆိုတာရောက်ရှိကြရတာဖြစ်တော့ကြကိုရောက်ချင်တဲ့ဘုံဘဝကိုရွေးချယ်ပြီးတော့ကံတရားတွေကိုလှုပ်လို့ရှိရင်ကိုရောက်ချင်တဲ့ဘဝရောက်ရှိနိုင်တယ်အကြောင်းလုပ်လို့ရှိရင်အကျိုးရတယ်ဆိုတဲ့နိယမသဘောအတိုင်းပဲဘုန်းကြီးတို့တွေဟာမကောင်းမှုတွေကိုရှောင်ဖို့ကောင်းမှုတွေကိုဆောင်ဖို့ကောင်းတဲ့ကံတွေကိုသာကြိုးစားအထောက်ဖို့နောက်ဆုံးမှာကိလေသာတွေကိုဖယ်ရှားပြစ်နိုင်လို့ရှိရင်ကောင်းတဲ့ကံဆိုတာလည်းမလာတော့ဘူးမကောင်းတဲ့ကံဆိုတာလည်းမလာတော့ဘူးကိလေသာတွေကိုဖယ်ရှားလိုက်လို့ကောင်းကံမကောင်းကံတွေရပ်ဆိုင်သွားပြီဆိုလို့ရှိရင်ထိုကံရဲ့အကျိုးတရားတွေဟာလည်းပဲရပ်ဆိုင်သွားမှာဖြစ်တယ်အဲ့ဒါလို့ရပ်ဆိုင်သွားမှသာလေနောက်ဆုံးနိဗ္ဗာန်ဆိုတဲ့အငြိမ့်ဓာတ်ကိုရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့တဏှာထဲမှာရှိနေတဲ့အချိန်ကောင်းတဲ့ကံကိုရွေးချယ်ပြီးတော့လုပ်ဖို့ကောင်းတဲ့ကံရဲ့စွမ်းအားတွေပြင့်ပြီးတော့နောက်ဆုံးမှာကိလေသာတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားဖို့ကိလေသာတွေဖယ်ရှားလိုက်လို့ရှိရင်ကိလေသာဝတ်ပြုတ်သွားပြီးတော့ကမ္မဝတ်ကိုထိန်းချုပ်ပြီးသားဖြစ်သွားတယ်ကိလေသာဝတ်နဲ့ကမ္မဝတ်အလုံးမလုံးတော့ဘူးဆိုလို့ရှိရင်ဝိပါကဝတ်ဆိုတာလာစရာမရှိတော့ဘူးချုပ်ငိမ့်သွားတာနဲ့တပြိုင်နက်တန်တရားဝိသတ်တွေတိမ့်ပြီးတော့နောက်ဆုံးမှာအငြိမ့်ဓာတ်ကိုမျက်မှောက်ပြုနိုင်တယ်ဆိုတဲ့တကယ်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့လမ်းစဉ်အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်ဆင်းရဲဒုက္ခအလုံးကလွတ်မြောက်အောင်ကျင့်ဆောင်နိုင်တည်း